ဒီနေ့ George ရဲ့သူမကအိမ်ပြန်တော့မှဖြစ်ပါတယ်သူကလှိုင်းသားရမှနေတယ်ပေါ့နော်ရုရှားကိုလဲလာတာဖြစ်ပါတယ်ဆိုတော့သူမပြန်ခင်လေး channel မှာအသီးတွေခုပြီးတော့သူ့စပင်ကိုကတုံးသုံးပေးပါဆိုလို့ဒီနေ့မျိုးစုံကျူးခုံလုပ်ပါမယ်ဒီနေ့ကကျတော့ black currant တီးပဲခူးမှာပေါ့နော် cherry strawberry တွေကတော့ကုန်သွားပါပြီဆိုတော့အရင်ကကျတော့မေးတယောက်တည်းခူးတယ်ပေါ့နော်ဒါပေမဲ့2ယောက်ဆိုတော့ပို့ပြီးတော့အဖော်ရတယ်သူကအခုနွေရာသီကြောင်းပိတ်တော့အလဲလာတာဖြစ်ပါတယ်သူကကျတော့လေနယ်မြို့မှာနေတယ်ပေါ့နော်မေတို့နေတဲ့နေရာဆိုရင်သူ3နိုင်လောက်ဘတ်စကားနဲ့လာရတယ်မေတို့ကကျတော့မြို့လယ်မှာနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့သူ့ခဏခဏတော့မတွေ့ရပါဘူးဒီ black currant တီးကလေစားပြီးလက်ကလေလုံးဝကိုရက်လို့မရဘူးပေါ့နော်တလုံးပြီးတလုံးထည့်ပြီးတော့စားချင်တာပေါ့နော်အရန်ကိုစားလို့ကောင်းတယ်ဆိုတော့ဒါကကျတော့ကျမရုရှားမှာဖွင့်ထားတဲ့ hair salon ဖြစ်ပါတယ်စပင်းတွေဘာတွေဖျောက်ချင်တဲ့ကောက်ချင်တဲ့ခေါင်းလျှော်ချင်တဲ့ဆိုရင်တော့ကျမစီကိုဆက်သွယ်လို့ရပါတယ်ဒီနေ့ကကျတော့ beauty and care ကဒီ keratin hair tonic လေးကိုဖြန်းပေးပါမယ်သူကဖြန်းလိုက်တဲ့ခါကျရင်လေဥယျာဉ်ပြကိုအေးမြပြီးတော့လေစပင်းချွတ်တာတွေတက်တာတယ်စပင်းအဖျားနှစ်ခွဖြစ်နေတာတွေတက်တာတယ်ပေါ့နော်ခေါင်းမလျှော်ခင်လည်းဖြန်းပေးရတယ်လို့ခေါင်းလျှော်ပြီးသွားရင်လည်းဖြန်းပေးရတယ်ပေါ့နော်ဒါလေးကကျတော့မွေးနေ့မှာကျမလက်ဆောင်ရထားတဲ့အသစ်ဆက်ဒိုင်စင်လေးနဲ့သူ့ကိုစပင်းဖြောက်ပေးမှာဖြစ်ပါတယ်ဆိုတော့စပင်းတွေကိုရေတုပ်ပြီးသွားပြီဆိုရင်ခဏကထိုးနေလေးနဲ့ဥယျာဉ်ပြတွေကိုဖြန်းပေးပြီးတော့ dryer လေးမှုတ်ပေးပါမယ်သူ့ကိုမေးကြည့်တယ်ပေါ့နော်နေစပင်းကောက်မလားလို့ဘာဖြစ်ဆိုဒိုင်စင်ဆက်မှာကျတော့စပင်းကောက်တာပို့ပြီးတော့ကြိုက်ကြတယ်ပေါ့နော်ဒါမဲ့လေသူစပင်းကောက်တာတော်တော်လေးပင်ပန်းနေပေါ့နော်စပင်းအဖြောက်ပဲသူလိုချင်တယ်ဆိုပြီးတော့ပြောပါတယ်ဘာဖြစ်ဆိုတော့လေရုရှားမှာ main ကလေးငယ်တော်တော်များများကစပင်းဖြောက်တာပို့ပြီးတော့များတယ်ပေါ့နော်သူတို့ကလေစပင်းဖြောက်တာဥမာမီတို့မြန်မာပြည်မှာဆိုရင်စပင်း layer တွေ butterfly key တွေအရန်ညှက်ကြတယ်ပေါ့နော်ဒီမှာကျတော့လေအဲ့လိုမျိုးညှက်တာတိတ်ပြီးတော့မရှိဘူးလုံးဝကိုစပင်းဒုံးတီးနဲ့အဖြောက်နဲ့ကိုသူတို့တွေကရှိကြတယ်ပေါ့နော်အဲ့လိုမျိုးလဲကြိုက်တယ်မေလဲအဲ့လိုမျိုးညှက်ထားတယ်ပေါ့နော်စပင်းကလေအရန်ဖွာပြီးတော့ကောက်တဲ့ကြောင့်မလို့လေဆက်ဆွဲလို့မနိုင်ပါဘူးဒီလောက်ထိပဲသူဖြောက်လို့ရတယ်ပေါ့နော်အဖြောက်နဲ့လေသူအရန်လှတယ်ပေါ့တက်ပုံလေးပါရိုက်ပေးနေပါတယ်ဆိုတော့ဒီနေ့တလောက်ပါပဲအားလုံးပကပက